ချို့ကိစ္စလေးတွေကကျွန်တော်တို့ကလက်လန်းမမိပါဘူး။ကျောင်းကနေပြီးတော့ဖိတ်ခေါ်ပြီးတော့ curriculum နဲ့ပတ်သက်ပြီးတော့ရှင်းပြပေးမှသာလျှင်ကိုရီးယားအဝဲဖြစ်တာပေါ့နော်။တိုးတက်လာတဲ့အပိုင်းကတော့ဒီရွယ်လေးနဲ့လူကြီးတယောက်လိုမျိုးသူတို့တခုခုအကြောင်းအရာတခုဆိုသူတို့ကလက်လွတ်စပယ်မရှိဘူးပေါ့နော်တွေးတတ်လာတယ်။ခါလေးကြလို့ရှိရင်ကိုတော့ surprise ဖြစ်သွား။ဟဲဒီရွယ်နဲ့သူသုံးသွားတဲ့အသုံးနှုန်းလေးဆိုလို့ရှိရင်ဟဲလို့သူတော်တော်ပြောတတ်တာပဲဆို။မင်္ဂလာပါဗျကျွန်တော်မှာလောလောဆယ်ဒီ starter ကျောင်းမှာသမီးလေး2ယောက်ထားရတယ်ပေါ့နော်အကြီးလေးထိုင်းရနေပြီးတော့ဒီအကြီးလေးရဲ့တိုးတက်မှုတွေကအထူးသဖြင့်တော့ English ပေါ့နော် English နဲ့ပတ်သက်လို့ရှိရင်စိတ်ချရလောက်တဲ့အနေအထားဒီပြောတတ်ဆိုတတ်လောက်တက်ခိုင်းတက်လာတာပေါ့နော်တိုးတက်မှုလေးတွေကတော့နောက်လျှောက်ကိုမြင်တွေ့နေရတာပါခင်ဗျကျွန်တော်တို့ဒီခေတ်တုန်းကဒီလိုပညာရေးစနစ်မရှိဘူးလေကျွန်တော်တို့ကဘာလဲဆိုတော့ကို့မှာရှိတဲ့ပေရန်လေးတစ်ချောင်းနဲ့ပဲကိုသားသမီးရဲ့reset လေးတွေကိုကျွန်တော်တို့အတိုင်းထွာပြီးတော့သုံးသပ်ရတာပေါ့ဗျာပြောချင်တာကတော့ကိုယ့်သက်4နှစ်5နှစ်မှာလက်ရှိကိုသားသမီးရဲ့တိုးတက်မှုတော့ကိုဖြစ်ခဲ့သလားဆိုတဲ့ပေရန်နဲ့ကျွန်တော်တို့အတိုင်းရတာဆိုရင် totally different ကျွန်တော်ပေရန်လေးနဲ့ကြည့်ရမယ်ဆိုလို့ရှိရင်လူမှုဆက်ဆံရေးနယ်ပယ်မှာသူတို့ပေါင်းသင်းဆက်ဆံရေးနဲ့သူတို့ဘယ်လိုပြောမလဲဆိုတော့အထိတ်ဆက်မိမိနဲ့တင်ကြားမှုတင်ယူမှုပိုင်းမှာသူတို့ကောင်းလာသလားဆိုတာနဲ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ကအဲ့ဘိုင်းတွေမှာသူတို့ကအများအားသာနေတာကိုကျွန်တော်တွေ့မင်္ဂလာပါဟုတ်အကြီးလေးကလွမ်းထက်ပေါ့နော်လွမ်းထက်ကကြာ grade 4ညဟင်းလေးကကြာ KG ပါရှင့်ဟုတ်ကျောင်းဆိုတာထက်ပေါ့နော်ကလေးရဲ့ learning style ကိုအရင်ကြည့်ရပါပေါ့ကျောင်းကပေးခြင်းတဲ့ဟာနဲ့ကလေးသင်တဲ့ပုံစံတွေကကိုက်ညီရပေါ့နော်ကလေးကအများနဲ့သူတို့တက်ကြွပြီးပျော်နေတာဆိုတော့ဒါဆရာမရဲ့နှွေးထွေးမှုကြောင့်နောက်တစ်ခုကဆရာမတွေမကဘူးဒီကျောင်းမှာကျတော့ဒီ security ကနေစပြီးနာနီဒါတော့မှဆရာမအထိအကုန်လုံးကလုံးဝကိုဒီကျောင်းထဲဝင်တာနဲ့နွေးနွေးထွေးထွေးလေးရှိရပေါ့နော်ဒီရွယ်လေးနဲ့လူကြီးတယောက်လိုမျိုးသူတို့တခုခုအကြောင်းအရာတခုဆိုသူတို့ကလက်လွတ်စပယ်မရှိဘူးပေါ့နော်တွေးတတ်လာတယ်ဒါတော့မှသူကတခုဆိုလို့ရှိရင်သူတို့မကြောက်တတ်ဘူးပူပေါင်းလှုပ်ဆောင်တတ်တယ်သူများအတွက်အရန်တွေးတတ်လာတယ်ဆိုတာဒီနှစ်မှာရတဲ့အဲ့လိုတိုးတက်မှုပေါ့အဓိကတော့ကျောင်းကပေးခြင်းတဲ့ဟာကိုဘယ်လိုပုံစံမျိုးနဲ့ဒီကလေးကိုသင်နေလဲဆိုတာမသိလို့ရှင်ကကြတော့မိဘနဲ့ကျောင်းနဲ့ကြားမှာအဆင်မပြေရတယ်ရှိနိုင်တယ်ပေါ့နော်ကျောင်းကပေးခြင်းတဲ့ဟာကိုလည်းသိမယ်ဆိုလို့ရှင်ကကြတော့ကိုကလေးနဲ့လည်းကိုလိုတဲ့ဟာလည်းကျောင်းအကြံပေးလို့ရတယ်ဒါပေါ်မှာကိုကလေးကိုလည်းကိုဘယ်လိုဘေးကနေ support လုပ်ပေးရမလဲဆိုတာလည်းကိုကသိရပေါ့ဟုတ်ကျေးဇူးများတင်ပါတယ်ဟုတ်မင်္ဂလာပါဒီကျောင်းမှာတသား2ယောက်ကအတူတူတက်နေတယ်အဓိကတော့ပေါ့နော်ဒီအကိုစီကနေပြီးတော့ဒီကျောင်းကိုစပြီးတော့ကြားတဲ့အခါမှာ school visit လေးလာကြည့်လိုက်ဆိုပြီးလာတဲ့အခါမှာအဲ့ဒီ admin ကအမတွေကအစတေချာလေးရှင်းပြပေးတယ်ဆရာမတွေကလည်းတေချာလိုက်ပြီးတော့ school visit လေးကိုလုပ်ပေးတယ်ပေါ့နော်အဲ့ဒီမှာအရန်လဲအဆင်ပြေတာကိုတွေ့တယ် family type အရန်ဆန်တဲ့အတွက်ကြောင့်ကဲဒီကျောင်းကိုပဲ try လိုက်တော့မယ်ဆိုပြီးတော့ဒီကျောင်းရောက်လာတာပါတားငယ်လေးဆိုလို့ရှိရင်ပိုတိတာရယ်ပေါ့နော်သူဆိုလို့ရှိရင်ကျောင်းမဲသူသွားနေသေးတယ်တခြားအပြင်ကဘာတင်တန်းဘာညာမှမပါသေးတဲ့အချိန်ဆိုတော့ဒီကျောင်းရဲ့ result ကသူ့ပေါ်မှာဆိုရင်အရန်တိတိတတ်တာမြင်ရတယ်ဟိုဘက်မှာသူသုံးသွားတဲ့ language အသုံးအနှုန်းလေးတွေအတန်ကြွလေးတွေအဲ့အရာတွေကအစားပေါ့နော်အရန်တိတာတယ်တခါလေကြောက်လို့ရှိရင်ကိုတော့ surprise ဖြစ်သွားဟဲဒီရွယ်နဲ့သူသုံးသွားတဲ့အသုံးနှုန်းလေးဆိုလို့ရှိရင်အဲ့လိုသူတော်တော်ပြောတတ်တာပဲဆိုတော့သူတို့ဆိုရင်ဒါအကြောင်းကဆရာမတွေရဲ့ဒါတင်ပေးတဲ့ပုံစံဒါသူတို့ရဲ့ result ကသူတို့စီမှာကြာအရန်တိတိတတ်တာမြင်ရတာပေါ့နော်အပြန်လန်ဒီ3ယောက်ကrely လုပ်ပြီးတော့ခလေးရဲ့တိုးတက်အကြောင်းအတွက်ကိုအမြဲတမ်းdiscuss လုပ်ပေးနေတယ်လို့မျိုးဖြစ်နေတော့သူ့ရဲ့ progress တွေလည်းအများကြီးမြင်ရတယ်ပေါ့နော်အမရဲ့အယူဆပေါ့နော်ဘယ်လိုလဲဆိုတော့ခလေးမမဟုတ်လူကြီးရောပဲကိုကဒီနေရာမှာပျော်နေမှလည်းဒီနေရာကိုနေတိုင်းလာချင်ပါလေဒီနေရာနေမှလည်းတကူကကိုအတွက်ကိုစာသင်ရတဲ့အရွယ်ဆိုလို့ရှိရင်လည်းစာသင်ခြင်းပါလေဘာ complain မှမတက်ပဲမနဲ့ကျောင်းသွားမယ်ဆိုလို့ရှိရင်သွားမယ်ကျောင်းပိတ်ရင်တော့မှပဲဘာဖြစ်လို့ကျောင်းပိတ်တာလဲဒီနေ့ကျောင်းမသွားရဘူးလားဆိုပြီးအဲ့လိုမျိုးတွေအထိဖြစ်နေရပါတော့ခဲလောက်တယ်ဆေးနေမကောင်းလို့ဆေးတိုက်မယ်ဆိုရင်တော့မှပဲမမေကိုဖုန်းဆက်ပြီးတော့ဒါလေးတိုက်ပေးလို့ရလားတသားတော့ဒီလိုဖြစ်နေလို့အဲ့လိုမျိုးလေးပေါ့နော်မုတ်ဆိုလဲမုတ်မပါလိုက်နေမျိုးဆိုလို့ရှိရင်ဖုန်းဆက်ပြီးတော့ဒါလေးကျွေးလို့ရလားဒါလေးလုပ်ပေးလို့ရလားအဲ့လိုမျိုးကြတော့ပေါ့နော်ကိုလည်းစိတ်ချလက်ချဒီတောင်းမှာထားလို့ရတယ်ဆိုတော့ဒီခံစားချက်လေးရတဲ့အတွက်ကြောင့်တော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်